setting ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့ Facebook ပေါ်မှာ professional dashboard ဖွင့်လို့ကျွန်တော်နည်းငယ်ညှဝေပေးချင်ပါတယ် professional dashboard ကကျွန်တော်တို့လုံငါသုံးကဘယ်လိုဖွင့်ရမလဲပေါ့လုံငါသုံးဖွင့်လေးကိုကျွန်တော်နဲ့တူဒီဗီဒီယိုလေးထဲမှာလက်ကြည့်ကြရအောင်ကျွန်တော်ဆိုလို့ဒီမှာလုံငါသုံးကိုဖွင့်လိုက်ပါပြီပေါ့နော်အဲဆိုရင်ကိုယ့်ရဲ့ Facebook မီ30ထဲဝင်လိုက်ပါဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ကျွန်တော် setting တဲ့တစ်ချက်ပြန်နေလိုက်ပါ setting ထဲနေအောက်မှာနည်းနည်းထပ်ဆွဲလိုက်ပါပုံဒီပိတ်တဲ့ setting တစ်ချက်ပြန်နေလိုက်ပါအမှအဆက်30ရှိပါတယ်အပေါ်ကရောဒီ30ပေါ့နော်အပေါ်30ရှိတယ်အဲ့ဒါမှအများကြီးတင်းလက်ရှိ setting နောက်တူရချင်းစိတ်ကြအတူချိုးပြောမှဆိုလို့ဒီအပေါ်အများကြီးတစ်ချက်ပြန်နေလိုက်ပါအပေါ်ကအပေါ်ကနေပြီဆိုလို့ရှိရင်ဒီမှာ follower တွေရောအများကြီးတွေရောတင်းရဲ့post တွေရောအကုန်လုံး message တွေအကုန်လုံးရှိတယ်ဗောနော်အဲ့ဒါကိုကျွန်တော်ဒီမှာအောက်က setting မို့နဲ့အပေါ်ကအတည်ပြုပေးလိုက်ပါနော်ပြီးပါပြီတစ်ချက်ပြန်နေလိုက်ပါဟုတ်ပြီအမှဆိုလုံးက dashboard လေးပွင့်တော့ပါပြီ professional dashboard ပွင့်တော့ပါပြီနောက်ပြီးတော့အကြောင်းအရာစီချက်တတ်မှတ်ချက်တစ်ချက်ပြန်နေလိုက်ပါဟုတ်ပြီနိုင်ငံရဲ့အကြောင်းအရာနဲ့တစ်ချက်ပြန်နေအဲ့ဒါဒီ setting နဲ့ on ပေးလိုက်ပါနော်နောက်ပြီးတော့ထိခဲ့လွယ်တဲ့အကြောင်းအရာအမှတစ်ချက်ပြန်နေလိုက်ပါအမှညဉ့်ညမ်းတဲ့ဗီဒီယိုတွေကိုမမြင်ချတာတွေဘောနော်တာမျိုးဆိုလို့ရှိရင်အပေါ်ကနဲ့အောက်နှစ်ခုရှိတယ်အောက်ကဟာကိုစစ်လို့လဲပေါ့တင်လဲပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးရင်ကျွန်တော်အကျက်ဆုံးစီးနေမှာတင်ရတဲ့သူများအကျက်ဆုံးစီးနေဆိုလို့ရှိရင်ကျွန်တော်တွေကကိုလူချင်းရတယ်ဒီမှာထပ်ထည့်လို့ရတာပေါ့နော်အမှအကုန်လုံးထပ်ထည့်လို့ရတယ်ကိုစောင့်ကြည့်ချင်တာတွေနောက်တော့ကြည့်တာဖြောက်လို့ရတယ်ကြည့်တာဖြောက်လို့ရတယ်ဆိုတဲ့နေရာမှာကို follow လုပ်ထားတယ်အဲ့ဒါတော့ပြန်ပေးလို့ရတယ်ပြန်ဖွင့်လို့ရတယ်ပြန်ပေးလို့ရတယ်ပေါ့စောင့်ကြည့်ထားတဲ့အရာလေးတွေကိုကျွန်တော်တို့ပြန်ပြတော့လဲစောင့်ကြည့်တာပေးလို့ရတယ်ဖွင့်လို့ရတယ်ပေါ့နော်အဲ့ဒါတစ်ချက်နောက်ပြီးတော့ပြန်ချိတ်ဆက်လို့ရတယ်ပြန်ပေးလို့ရတယ် follow တွေနောက်ပြီးတော့ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဒီလိုပါပဲနောက်ဗီဒီယိုလေးထဲမှာကျွန်တော်ပြန်ပြီးတော့ဆုံးဖြတ်ကြမယ်ဒီဗီဒီယိုလေးနဲ့အကျိုးတဆုံးရရှိလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်